皆さんこんにちは。お久しぶりです。お元気ですか？အားလုံးပဲမင်္ဂလာပါအားလုံးပဲမတွေ့ရကြပြီပေါ့နော်ကျွန်တော်လည်းဗီဒီယိုတွေတင်မပေးဖြစ်တာတော်တော်လေးကြာသွားခဲ့ပြီပထမမှာတော့ကျွန်တော်ဒီ Antu Soma တိုမဲရဲ့ဘုံဘိုးကိုကျွန်တော်တင်ပေးနေခဲ့တာပေါ့နော်တင်ပေးခဲ့တဲ့အခါမှာလည်းပဲဒီ Dine issue ကနေပြီးတော့ Dine hash shoot ကိုကျွန်တော်အကုန်လုံးကိုတင်ပေးခဲ့တယ်ဗီဒီယိုပေါင်းချုံအနေနဲ့ကျွန်တော်လုပ်ပေးမယ်လို့ပြောခဲ့ပူတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘက်ကနေပြီးတော့ဒီလုပ်ပေးဖို့မှာနည်းနည်းလေးလစ်ဟာမှုလေးရှိနေခဲ့တယ်ပေါ့နော်အဲ့ဒါလည်းပဲအားလုံးကိုတောင်းပန်ပါတယ်တင်မေးပြစ်ခဲ့တဲ့အတိုင်းမှာဆိုလို့ရှိရင်ဒီ grammar ပေါင်းချုပ်ပေါ့နော် grammar ပေါင်းချုပ်ဆိုတာဒီ Soma တိုမဲ Antu ရဲ့ grammar ပေါင်းချုပ်ကိုဘယ်ထိတင်ပေးခဲ့ပြီးပြီလဲဆိုလို့ရှိရင်တင်ပေးခဲ့ပြီးပြီလဲဆိုလို့ရှိရင်အခန်းဒီတိုင်းယွန်းရှုံးထီပေါ့နော်ဒီတင်ပေးခဲ့ပြီးတော့ဒီခုနောက်ပိုင်းကနေအခန်းဒီတိုင်း cost show ကနေပြီးတော့တိုင်း hash show ထီကိုတင်ပေးဖို့ကြံသေးတယ်ပေါ့နော်အဲ့အတွက်ကိုလည်းပဲနောက်ဆက်လက်ပြီးတင်ပေးပါမယ်အခုကဘာကြောင့်ဒါဆက်ပြီးမတင်ပေးဖြစ်တော့တာလဲဆိုတော့ဒီဘာသာရှိလဲပဲပေါ့နော်အခုဒီအချင်းကြီးအကြောင်းရပထမတော့ဒီအလုံးနဲ့ဂျပန်အောင်သွားမယ်ဆိုပြီးတော့ဆောင်ဖြတ်ခဲ့တာပေါ့နော်ဆောင်ဖြတ်ခဲ့တယ်ဒါပေမဲ့အခုတော့အကြောင်းနဲ့ပဲလာဖြစ်သွားတယ်ပေါ့နော်အကြောင်းမျိုးကြောင်းအကြောင်းနဲ့လာဖြစ်သွားတယ်ဒီမြန်မာနိုင်ငံမှာအလုံးနဲ့ဆိုပြီးတော့စောင့်နေတဲ့တန်းလန်းကနေပြီးတော့လဲအရန်ကြာသွားခဲ့တယ်ပေါ့နော်အရန်ကြာသွားခဲ့တယ်အဲ့အတွက်ကြောင့်မလို့ဒီမဖြစ်နိုင်ဒီဘယ်လိုပြောရမလဲမတတ်နိုင်တော့တဲ့အဆုံးမှာကျောင်းနဲ့ပဲရွေးချယ်လိုက်တယ်ဒီကျောင်းနဲ့ရွေးချယ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းတရှိကကြတော့ဒီ Antu ထိဒီပြီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ language school မှာဆိုလို့ရှိရင်နှစ်ထိမဟုတ်ဘဲနဲ့ဒီတစ်နှစ်ကျောင်းကိုပဲရွေးရတယ်ပေါ့နော်မဖြစ်မနေရတော့ language school ကတော့တက်ရမှာမတက်ရတာပေါ့နော်ဘာလို့ဆိုတော့ကိုကဒီကျောင်းနဲ့ရွေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ပြီးတော့ရရှိရကြတော့ဒီ Antu level ဆိုပေမဲ့ဒီတက္ကသိုလ်ဘာလို့မ join တာလဲဆိုရဲအချိုင်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဘက်တွေမှာကျတော့လေအနေငယ်အားနေတယ်ဒီအရင်လေးလာစုံစမ်းမှုလည်းတိတ်မရှိဘူးပေါ့နော်နောက်ပိုင်းကိုယ်ကို language school နဲ့ပဲဒီသွားတော့မယ်ဆိုပြီးတော့ဖွင့်ပြောပြီးတော့ပဲ language school နဲ့လာဖြစ်သွားတာပေါ့နော်လာဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ကိုလောလောဆယ်ကဒီဂျပန်မှာလည်းပဲ language school တစ်နှစ်တက်ရမယ်ပေါ့နော်တစ်နှစ်တက်ရမယ် Antu level နဲ့ပဲတစ်နှစ်ဆက်တက်ရတယ်ဆက်တက်ပြီးသွားပြီဆိုလို့ရှိရင်တော့သူကဒီနောက်မှာပေါ့နော်ဒီစမ်မွန်ပဲဖြစ်တိုင်းကခုပဲဖြစ်နှစ်နှစ်ကိုဆက်ပြီးတော့တွားရမယ်အဲ့လိုအကြောင်းမျိုးရှိရပေါ့နော်အဲ့တော့အခုချိန်ထိနောက်ပြီးကျတော့ဒီအကြောင်းမျိုးလည်းရှိတယ်နောက်ဒီသူများနိုင်ငံကိုလာနေရဖြစ်တဲ့အကြောင်းမလို့ကိုယ်နိုင်ငံလိုမျိုးလည်းဟုတ်မနေဘူးပေါ့နော်အဲ့တော့အကြောင်းဒီဘယ်လိုပြောရမလဲဒီနားရလို့ဖြစ်ဖို့ပေါ့နော်ဒီတေချာအသားကြဖို့အနေကြဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးမဖြစ်နိုင်ဘူးဘယ်လောက်ကြီးပဲကိုယ့်အံကိုဘယ် level ကြီးပဲဖြစ်နေပါတယ်ပဲပြောနေပေါ့နော်ဒီဘက်နိုင်ငံမှာဒီသူတို့လူမျိုးနဲ့ရှင်ရင်မောင်တန်းပြီးတော့စကားပြောတဲ့အခါမှာတော့ကိုယ့်တက်အနည်းငယ်တော့အနည်းနဲ့အများလို့ပဲပြောပါအနည်းနဲ့အများတော့အခက်အခဲရှိတယ်အဲ့ဒီအခက်အခဲတွေရှိတယ်နောက်အများဆုံးကတော့အလုံးလုံးရတာပေါ့နော်ဒီအရူဘိုက်တိုတွေရှာရတယ်ဆိုတာတော့မှကျွန်တော်တို့အကြောင်းကကြာတစ်ခုကောင်းတာဒီအရူဘိုက်တိုနဲ့ပတ်သက်ပြီးသွားပြီဆိုလို့ရှိရင်ကျောင်းသားတိုင်းကိုရှာပြီးရပေါ့နော်အဲ့ဒါလေးတစ်ခုကတော့ဘယ်လိုပြောရမလဲအရင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဘာအခက်အခဲရှိလဲဆိုတော့ကဒီအရူဘိုက်တိုသွားတဲ့ခါမှာကျတော့သူတို့လူမျိုးတွေနဲ့လောက်ရတယ်နောက်တခြားသောဒီခိုင်းကိုကျင်းတွေလည်းရှိတယ်ဆိုပေမဲ့ကိုယ့်ရဲ့အထက်ကဒီတန်းရှော့လို့ဘာလို့ကြတော့သူတို့ကဒီဂျပန်လူမျိုးတွေပဲဖြစ်နေတာပေါ့နော်အဲ့လိုလူမျိုးတွေပဲသူတို့နဲ့စကားပြောတဲ့အခါမှာကျတော့ခက်ခဲရှိတာပေါ့နော်သူတို့ရဲ့လေယူလေသိန်းနေနဲ့ကိုဒီပြောဆိုရဲလေယူလေသိန်းနေနောက်အတန်ထားပေါ့နော်အဲ့ဒါတွေကစပြီးအခက်ခဲရှိပါတယ်အဲ့ဒီဟာတွေနဲ့အဲ့ဒါတွေကိုလည်းပဲအသားကျအောင်လုပ်ရတယ်အခုဆိုရင်ကျွန်တော်ဆို4လပိုင်းနေရောက်ခဲ့တယ်ပေါ့နော်အခုဆို9လပိုင်း3လပြည့်ခဲ့ပြီပေါ့နော်3လပြည့်ခဲ့ပြီဒါပေမဲ့ကိုယ့်အံကိုအသားကျပြီလားဆိုတော့ကျွန်တော်ရောက်စားထက်ဆိုင်တော့အနည်းနဲ့အများတော့အသားကျလာပြီလို့ပြောလို့ရတယ်ပေါ့နော်အသားကျလာပြီတော့အခက်ခဲဆုံးကဘာလဲဆိုလို့ရှိရင်ဘာသာစကားလို့ပဲပြောပြရစီပေါ့နော်ဘာသာစကားကတော့တော်တော်လေးခက်ခဲလို့ပဲပြောရမယ်ကိုရီတောင်တော်တော်လေးပြောနိုင်နေဆိုပေမဲ့သူတို့လူမျိုးတွေနဲ့ပြောတဲ့အခါမှာဆိုရင်တော်တော်လေးကိုပဲခက်ခဲပါတယ်ကွန်ဒီဘယ်လိုပြောမလဲကွန်တက်လုပ်ဖို့အရာတစ်ခုကိုပဲတော်တော်လေးခက်ခဲတယ်နောက်ပြီးတော့ကိုရီးယားကြောင့်အရူဘိုက်တိုလောက်ရဖြစ်တဲ့ကြောင့်လူအများကြီးနဲ့တွေ့ရတယ်လူများနဲ့စကားပြောဆိုရတယ်ဘယ်လိုပြောမလဲအခက်အခဲတွေအများကြီးရှိရပေါ့နော်အများဆုံးအတက်နိုင်ဆုံးအဆိုးဆုံးကဘာလဲဆိုလို့ရှိရင်တော့ဘာသာစကားပိုင်းမှာတော့အဆိုးဆုံးပဲပေါ့နော်အဲ့ဒါလေးရှိရဲအဲကြောင့်မြတ်ဆန်တို့လည်းပဲတက်နိုင်တလောက်ကိုကဒီကိုဂျပန်နိုင်ငံကိုလာမယ်ဆိုလို့ရှိရင်တက်နိုင်တလောက်ဘာသာစကားကိုတော့ပြောတော်တော်လေးစာလုပ်ခဲ့ပါလို့ပဲပြောချင်တယ်ပေါ့နော်ပြောနိုင်အောင်စူးစမ်းခဲ့ပါပြောဖို့ဆိုတာလည်းပဲအရင်လည်းပဲအမြင်ကြီးပြောဖို့မလိုဘူးကိုတက်နိုင်တဲ့ N5 N4 level နဲ့ကိုပဲ grammar ကိုကျင့်ညက်အောင်လုပ်ခဲ့ပါပြောပါပေါ့နော်လုပ်ငန်းကိုကဘယ်လုပ်ရမလဲဆိုတာမသိသေးဘူးပေါ့နော်ဒီကျွန်တော်တို့နဲ့တူလာခဲ့တဲ့
လေးလာပိုင်းထဲမှာလာခဲ့တဲ့သူတွေဆိုလို့ရှိရင်2နှစ်ဒီ language school 2နှစ်သမားတွေပါတယ်ပေါ့နော်2နှစ်သမားတွေဆိုလို့ရှိရင်သူတို့ကစိတ်အောင်အလုပ်ကိုသွားရတယ်ဒါပေမဲ့စိတ်အောင်လုံးမှလည်းစိတ်အောင်အလုပ်လုပ်ရလို့စကားမပြောရဘူးလားဆိုတော့မဟုတ်ဘူးနော်စကားပြောရတယ်အဲ့လိုမျိုးမှာအဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်အခက်အခဲတွေရှိရပေါ့နော်အဲ့ဒါကြောင့်မလို့တက်နိုင်တဲ့လောက်ကိုတော့ဘာသာစကားနဲ့ပတ်သက်လာလို့ရှိရင်လေ့လာခဲ့ပါလေ့လာပါဘယ်လိုပြောမလဲတေချာလေးစာကိုတေချာလေးလုပ်ခဲ့ပါတေချာစာလုပ်ခဲ့ပါလို့ပဲပြောစင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီမှာအရန်ခက်ခဲပါတယ်နော်အဲ့ဒါကြောင့်မလို့ပါနောက်ရက်ဒီမှာလည်းပဲကျွန်တော်ဒီဆက်ပြီးတော့ပေါ့နော်စာကိုဆက်ပြီးတော့သင်ပေးပါမယ်အခုလောလောဆယ်တော့ခဏလောက်တော့ကျွန်တော်စောင့်ပေးပါဆိုတာဒီမှာအကြောင်းကတစ်ဖက်တက်ရတယ်ချိန်မိုင်းလို့လောက်ရတယ်အဲ့တော့ပေါ့နော်ကျောင်းအလုပ်ကိုမနေ့ပိုင်းသွားရတယ်ဆိုလို့ရှင်နေကင်းပိုင်းကကျောင်းရှိရဲဒါမှမဟုတ်တစ်ခါလေးကြားလို့ရှင်လည်းပဲအလုပ်ကမနေ့ပိုင်းမှာမရှိဘူးနေကင်းပိုင်းမှာကျောင်းတက်ပြီးတော့ညပိုင်းမှာအလုပ်လုပ်ရတဲ့အချိန်မျိုးတွေလည်းရှိရဲပေါ့နော်အဲ့လိုမျိုးတွေကြတော့ကိုယ့်အန်ကိုအချိန်ကို balance ဖြစ်အောင်ပြန်ပြီးတော့ညှိနေရတယ်ညှိယူရတယ်အဲ့လိုမျိုးကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအားအောင်ကိုပဲစာအုပ်သေချာပြန်ပြီးတော့လုံနိုင်အချိန်ပေးနိုင်အောင်ကိုပဲအချိန်ပြန်ယူနေရတယ်ပေါ့နော်ကိုချိန်မှာနားလေလို့လည်းမဖြစ်သေးဘူးအသားမကျသေးတော့ပေါ့နော်အဲ့တော့အချိန်မျိုးအရန်ညှိယူနေရတယ်ကိုယ့်ရဲ့ကျမ်းမာရေးကိုလည်းဂရုစိုက်ရတယ်နောက်အလုပ်ကိုလည်းမလုပ်လို့မရဘူးလေနော်နောက်ကျောင်းကလည်းပဲတရက်ပြတ်လို့မရပါဘူးအဲ့တော့ကြောင့်မလို့ပြတ်လို့မရဘူးဆိုတော့လုံးဝပြတ်လို့မရဘူးတော့မဟုတ်ဘူးသူကဒီနေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်လည်းသူကခိုင်အောင်တိကျခိုင်သေးချတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့သူကခွင့်ပေးရပေါ့နော်တောင်းတန်ခေါင်းကိတ်ထားလောက်နဲ့ဘာလောက်နဲ့ဆိုလို့ဆိုတော့အဆင်မပြေပါဘူးနောက်တစ်ခုကပြောချင်တာဘာရှိလဲဆိုလို့ရှိရင်ပေါ့နော်ဒီမြန်မာမှာလိုမျိုးနေထိုင်မှုပုံစံမျိုးနဲ့ဒီဂျပန်မှာနေလို့မရပါဘူးဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံကအချိန်နဲ့အမျှအလုပ်လုပ်နေကြတဲ့သူတွေကြီးပါပဲအချိန်နဲ့အမျှအလုပ်လုပ်နေကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြန်မာမှာလိုမျိုးပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်မြန်မာမှာတော့ဆိုလို့ရှိရင်တနေ့ကုန်လုံးမှတနန်းလေး2နာရီလောက်သွားရတယ်အဲ့2နာရီလောက်ကလေးသွားပြီးတော့ကိုပဲစာမလုပ်ရှင်ခိုင်းစာမလုပ်ရှင်ပင်ပန်းနေပေါ့အဲ့လိုပုံစံမျိုးဖြစ်တယ်အဲ့တော့ဒီဟိုလောက်နေရောက်နေခါမှာမနက်မိုးလင်းလို့မျိုးလုံးစားဖွင့်มาပြီဆိုကနေကနေပြီးတော့စတင်ပြီးတော့လုံးရတဲ့အလုပ်ကပေါ့နော်တနေ့ကုန်လုံးသာပြီးသွားတယ်လက်ဒီဘယ်လိုပြောမလဲအလုံးနဲ့လက်နဲ့မပြတ်ဘူးပေါ့နော်အော်နဲ့မပြတ်ဘူးဆိုတော့ကိုចောင်းသမားတွေចောင်းနဲ့လာတဲ့သူတွေတော့ကပိုဆိုးတယ်ဆိုတာဟာចောင်းကလည်းတစ်ဖက်တက်ရတယ်အလုပ်ကလည်းမဖြစ်မနေလုပ်ရတယ်အဲ့တော့ចောင်းကပြန်လာအလုပ်ကပြီးသွားပြီဆိုရင်လည်းအိမ်ရောက်ပြီဆိုလို့ရှိရင်ចောင်းကပြီးလိုက်တဲ့ဒီ brand shoe တွေကိုလုပ်ရတယ်မပြီးဘူးဆိုလို့ရှိရင်လည်းပဲသူတို့တွေကဒီဘယ်လိုပြောလဲအိမ်စာသူတို့နေ့စဉ်နဲ့အမျှပေါ့နော်သူတို့ကအိမ်စာပေးတယ်အိမ်စာရေလောက်ခိုင်းတယ်မပြီးဘူးဆိုလို့ရှိရင်ဘယ်သူကမပြီးဘူးဆိုတဲ့ကိုယ့်နာမည်တွေကိုသူတို့ကမပြီးဘူးဆိုတဲ့နာမည်တွေကိုသူတို့ကစရင်းကောက်ထားတယ်မှတ်ထားတယ်အဲ့ဒီအရာတွေကဘယ်အချိန်မှာသူတို့ကပြန်ပြီးတော့ပေးမလဲဆိုလို့ရှိရင်အကြောင်းပြီးသွားလို့ကိုကဒီဘက်ကိုဒီစမ်းမွန်ကခိုးပဲဖြစ်ဖြစ်ဒိုင်းကခိုးကိုပဲသွားတာဒိုင်းကခိုးကိုပဲဖြစ်ဆက်သွားမယ်ဆိုတဲ့နေရာမျိုးမှာကျတော့အဲ့ဒီဟာတွေကအရန်အရေးကြီးတယ်။ကျောင်းခေါ်ချိန်တွေကစကျောင်းခေါ်ချိန်တွေနောက်ပြီးလို့ရှိရင်အိမ်စာပုံမှန်လုပ်ရလားစီကံလိုက်နာရလားအဲ့ဒါတွေကစအရန်အရေးကြီးတယ်။အဲ့ဒီပုံမှန်မူတည်ပြီးတော့ကျောင်းရဲ့ထောက်ခံချက်အဲ့လိုမျိုးပေါ့နော်ကိုကလုံးဝသူတို့သတ်မှတ်ထားတဲ့စီမံစည်းကမ်းဘောင်အတွင်းမှာကိုကရှိရဲအိမ်စာဆိုတဲ့လိုက်နာတယ်စာလက်တေစာလုပ်တယ်ကျောင်းတဲ့ချိန်နဲ့မှန်တယ်ဆိုလို့ရှိရင်အဲ့ဒီကျောင်းကနေပြီးတော့ထောက်ကန်စာရတယ်ဆိုလို့ရှိရင်ဟိုဘက်စမ်းမုန်းကာခိုးဆက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီစမ်းမုန်းကာခိုးကနေပြီးတော့ကိုကိုဘလောက်ဆိုပြီးတော့ဘလောက် percentage short တယ်ဆိုတဲ့ဟာတွေပါရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကကျောင်းတက်တဲ့အခါမှာလည်းကျောင်းပြတ်လို့မရဘူးမြန်မာနိုင်ငံမှာတော့လို့မိုးရွာလို့ပြတ်တယ်မတော်ချင်လို့ပြတ်တယ်အဲ့လိုပုံစံမျိုးလို့မရဘူးအဲ့ဒါကြောင့်မို့တေးချာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစပြီးတော့တေးချာပြုပြင်လာပါပြင်ဆင်လာပါအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာအရန်ခက်ခဲပါတယ်နေထိုင်မှုကအရန်ခက်ခဲတယ်လုံးဘယ်လိုပြောမလဲဒီဘက်နိုင်ငံဒီနိုင်ငံမှာကြာတော့လေအရန်လုံးလေးဖြစ်တယ်တယောက်သေးလို့ပဲကိုယ်ကိုခံစားရတဲ့စိတ်ကအမြဲတမ်းဝင်ပါတယ်အဲ့တော့ကိုကမြန်မာနိုင်ငံမှာဘော်ကျော်လေးနေခဲ့ပြီးတော့ဒီဘက်ကိုလာမယ်ဆိုပြီးဒီဘက်မှာလည်းပဲကိုကအဲ့လိုနေမယ်ဆိုတဲ့ပုံစံမျိုးတွေးထားရင်တော့အစိုးရကနေမလာခဲ့တာအကောင်းဆုံးပါပဲအဲ့ဒါလေးပဲပြောချင်ပါတယ်ပေါ့နော်အဲ့တော့ပြင်ရမယ့်ဟာတွေပေါ့နော်အဲ့တော့အဓိကတော့ဘာသာစကားဖြစ်တယ်သူတို့နိုင်ငံမှာဒီဂျပန်တွေကတခြားသောဘာသာစကားကိုလက်မခံတဲ့ဘာသာစကားလူမျိုးကြီးဖြစ်တယ်သူတို့ဘာသာစကားကိုပဲသူတို့ကပြောကြတာဖြစ်တဲ့အကြောင်းမို့သူတို့ဘာသာစကားကိုတတ်နိုင်တဲ့လောက်တော့ပြောနိုင်အောင်စာလုပ်ခဲ့ပါစာတွေလုပ်ပါနော်စာတွေလုပ်ပါအဲ့လိုမျိုးပြောချင်ပါအဲ့ဒါလေးတခုတော့ပြောချင်တယ်နောက်တစ်ခုကကြတော့ကိုယ်နိုင်ငံမှာနေလို့တရက်ကုန်သွားတယ်သူ့နိုင်ငံမှာနေလို့တရက်ကုန်သွားတယ်မတူပါဘူးအဲ့ဒါဒီရောက်လာပြီဆိုလို့ရှင်သိတာပါတယ်အရန်သိတာပါတယ်အိမ်မှာကိုကတော့မြန်မာနိုင်ငံမှာတော့ဘော်ကြော့နေခဲ့တယ်ဒီရောက်လူရှင်လည်းအဲ့လိုမျိုးပုံစံမျိုးနေမယ်ဆိုလို့ရှင်ဒုက္ခတွေ့ပါလိမ့်မယ်ဘယ်လုံးမအဆင်မပြေပါဘူးအဆင်မပြေဒါပေမဲ့တခုတော့ရှိတာပေါ့နော်ကိုယ်အိမ်ကအထောက်ပံ့နိုင်တယ်တစ်နှစ်
ကျောင်းပြီးတော့နော်တစ်နှစ်စာကျောင်းစရိတ်ကိုပါကိုယ့်အိမ်ကထောက်ပံ့ပေးနိုင်တဲ့လူမျိုးတွေကိုတော့မပြောဘူးဒါပေမဲ့အဲ့လိုလူမျိုးတွေကလည်းပဲဂျပန်အောင်နာမှာမဟုတ်ပါဘူးနော်ဘာလို့ဆိုတော့ကိုယ့်အိမ်ကိုပဲစူးစမ်းအားထုတ်ပြီးတော့ပဲဒီအလုပ်လုပ်ရှင်နဲ့အလုပ်လုပ်ရှင်တော့ပတ်သက်ရခြင်းနဲ့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုတစ်ခုကိုယူချင်လို့တာလည်းဂျပန်အောင်လာကြတဲ့သူတွေဖြစ်တယ်ပေါ့နော်ဒီအများနိုင်ငံကိုသွားတဲ့သူတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုကအိစာလေးစာလုပ်ခဲ့ပါအရင်မခက်ခဲအောင်လို့တေချာစာလုပ်ခဲ့ပါလို့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့နောက်နေ့ကစာယူလို့ရှိရင်တော့ပုံမှန်လေးဒီစာကိုတင်နိုင်အောင်လို့စူးစမ်းပါမယ်နောက်ကျွန်တော်ဆက်ပြီးတော့တင်စရာလေးရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင် Dine Go Shoe ကနေပြီးတော့ဒီဘက် Dine Hot Shoe တီကိုကျွန်တော်တင်ပြီးဖို့တပုတ်ဗီဒီယိုတပုတ်လုပ်ပေးဖို့ကြံနေသေးတယ်ကျွန်တော်မှအကျွေးရှိနေသေးတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့စောင့်နေတဲ့လူတွေကိုလည်းပဲတကယ်အားနာပါတယ်အဲ့ဒါဆက်လက်ပြီးစောင့်ပေးပါနောက်တရက်2ရက်နေလို့ရှိရင်တော့အဲ့ဒီဗီဒီယိုလေးကိုမဖြစ်တဲ့နည်းနဲ့တင်ပေးပါမယ်လို့ကျွန်တော်ပြောပါကျွန်တော်ကတိပေးပါတယ်ပေါ့နော်စောင့်ပြီးလို့လည်းပဲတကယ်ကိုပဲကျေးဇူးတင်တယ်စောင့်ကြည့်ပြီးလို့တကယ်ကိုကျေးဇူးတင်ပါတယ်နော်အားကြောင့်မလို့နောက်ပိုင်းကနေစပြီးတော့ပိတ်စာပုံမှန်လေးပေါ့နော်တင်နိုင်အောင်လို့ကျွန်တော်စူးစမ်းပါမယ်ဒီဟာလေးပြီးသွားပြီဒါကိုတင်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ခန်းကြီးတော်လည်းကောင်းဒါမှမဟုတ်ရှင်လည်း N3 ပဲဖြစ်ဖြစ်ပေါ့နော် N3 ဘုံမိုးပဲဖြစ်ဖြစ်ကျွန်တော်လုပ်ပေးနိုင်အောင်စူးစမ်းပါမယ်အဲ့အတွက်ကိုလည်းပဲစောင့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ဒါဆိုကျွန်တော်အဲ့ဒါဒီနေ့ကတော့ဒီလောက်ပါပဲ